Salut, Je suis Ya, je suis Ta. Vous êtes à vous la êtes à la chaîne Yata chaîne YouTube. Yataditu. Hey Ta, Hey Ya, နေကောင်းလားဘာတွေလုပ်နေလဲ ကောင်းတယ်အခုတလောလေပြင်သစ်လာခြင်းနဲ့စိတ်ကူးဖြစ်နေလို့အားကြောင့်မို့လို့လေငါနင့်စီကိုခေါ်လိုက်ပြီးတော့အဲပြင်သစ်လာဖို့ဘယ်လို try လို့ရမလဲလို့မေးချင်လို့ဟဲ့အရန်အဆင်ပြေရလေလာလေကောင်းတာပေါ့ဘလို့လာလို့ရလဲဆိုတော့နေတည့်ရဲ့အတိုင်းပဲလေငါတို့ tourist visa နဲ့လာလို့ရတယ်ဒါမှမဟုတ်ကျောင်းတက်မယ်ဆိုလို့ရှိရင်ကျောင်းသား visa နဲ့လာလို့ရတယ်လေ อืมငါကတော့အလဲလာမှာမဟုတ်ဘူးကျောင်းတက်ဖို့လာခြင်းတာဆိုတော့လေအဲ့ဒါကျောင်းတက်ဖို့ဆိုလို့ရှိရင်ရောဘယ်လိုမျိုး try လို့ရမလဲ ပြင်သစ်မှာကျောင်းတက်မယ်ဆိုလို့ရှိရင်တော့နင်သိရဲ့အတိုင်းပဲလေယူရိုပကနိုင်ငံတွေတော်တော်များများသူ့နိုင်ငံမှာသူ့ဘာသာစကားပြောတာဆိုတော့သူတို့ပြောတဲ့ဘာသာစကားကိုနင်တက်တော့မှပို့အဆင်ပြေလိမ့်မယ်ဒါပေမဲ့အင်္ဂလိပ်နဲ့ပတ်သက်တဲ့ program တွေရှိရယ်ကွာသိလားအင်္ဂလိပ်လိုပြောတဲ့ program တွေရှိရဒါပေမဲ့ပြင်သစ်စာတက်ထားတော့ပို့အဆင်ပြေတာပေါ့လာဗီဒိုတူးလေရိုးမှာဘယ်လိုပြောရမလဲ daily life မှာဆိုလို့ရှိရင်လည်းနင်ပြင်သစ်လိုပြောရမယ်လေအဲ့တော့ပြင်သစ်စကားတက်ထားလို့ရှိရင်အဆင်ပြေရယ်နင်ပြင်သစ်စာ level တွေရောသိလား သိတယ်အခုနင်းလည်းသိတဲ့အတိုင်းပဲငါအခုပြင်သစ်စာသင်နေတာဆိုတော့လေအဲအခုအာအန်ကနေတက်လာတာငါအခုငါ level ကစေအန်လောက်တော့ရောက်ပြီပြင်သစ်စာ level ဆိုအာအန်အဒဘန်ဘေဒူရှိရဘေဒူဆီယန်ဆေဒူရှိရလေအခုငါ level ကတော့စေအန်လောက်တော့ရှိတယ် အော်အဲ့ဒါဆိုလို့ရှိရင်အတော်ပဲပေါ့ကွက်တိပဲပေါ့ဒီပြင်သစ်မှာနေကျောင်းတက်ရှင်နေဆိုလို့ရှိရင်ပြင်သစ်က University တွေကတောင်းတဲ့ level ကဘေဒွနဲ့စေအန်ကြားမှာရှိရယ်စေအန်ရလို့ရှိရင်တော့အကောင်းဆုံးပေါ့နော်တော်တော်များများကလည်းဘေဒွကိုလက်ခံပါတယ်ဒါပေမဲ့အခုနောက်ပိုင်းကတော့စေအန်ကိုပို့ပြီးတောင်းကြတယ်အဲ့တော့နင်းအတွက်ကွက်တိပဲနင်းမှာစေအန် level ရှိရယ်ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေတာပေါ့language တက်စိတ်ပူစရာမလိုတော့ဘူးကျောင်းလျှောက်ဖို့ရောကျောင်းလျှောက်ဖို့ကအဲပထမဦးဆုံးနင်းကပြင်သစ်ယဉ်ကျေးမှုဌာနမှာတက်တာလားဟုတ်လား ပြင်သစ်ယဉ်ကျေးမှုဌာနမှာတော့ဟွာကျောင်းတော့တက်ဘူးတယ်အော်ပုံမှန်ဆိုလို့ရှိရင်ပြင်သစ်ယဉ်ကျေးမှုဌာနမှာလေအဲ့ဒီပြင်သစ်နိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ Compute France ဆိုတဲ့ organization ရှိရဟာအဲ့ဒီ organization ကနေပြီးတော့နင် scholar လျှောက်လို့ရတယ်သိလား။အေးအဲ့ဒါဆိုလို့ရှိရင်အဲအဲ့ဒါဆိုလို့ရှိရင်အခုကရောစကောလာပေးနေတဲ့ကာလလားခုက scholar ပေးနေတဲ့ကာလတော့မဟုတ်ဘူးဒါပေမဲ့ scholar ရဖို့ကလည်းနည်းနည်းတော့ခက်တယ်ဘာလို့လဲဆိုတော့ तू ကသူ့အဲ့ဒီFrench Institute မှာတက်တဲ့ကျောင်းသားတော်တော်များများကိုပို့ပြီးတော့ scholar ပေးတာပိုများတယ်သိလားအဲ့တော့နင် scholar မဟုတ်ပဲနဲ့ကိုယ့်ဘာသာကိုလည်းရှောက်လို့ရတယ်သိလား scholar တောင်းစရာမလိုပဲနဲ့လေကိုယ့်ဘာသာကိုရှောက်လို့လည်းရတယ်อืมငါအခုအဲ့လိုမျိုးရှောက်မယ်ဆိုလို့ရှိရင်တော့အခုကမတ်လဆိုတော့လေအရင်တော့နောက်မကျသေးပါဘူးเนาะဟဲ့အရင်နောက်မကြဘူးနင်အခုစလျှောက်မယ်ဆိုလို့ရှရင် procedure တွေကစလုပ်လို့ရနေပြီပြင်သစ်မှာကလေကြောင်းတက်မယ်ဆိုလို့ရှရင်ပထမဦးဆုံးမှာ pre-inscription ဆိုတာရှိရဟာတိလားအဲ့ဒီ pre-inscription လုပ်ဖို့အတွက်ကိုအခု3လပိုင်း4လပိုင်းလောက်ထဲကစပြီးတော့မှလုပ်ရမှာဘာလို့လဲဆိုတော့ပြင်သစ်နိုင်ငံမှာကျောင်းနေစဖွင့်တာက September မှာစဖွင့်တာမြန်မာနိုင်ငံမှာဆိုလို့ရှရင်6လပိုင်းမှာကျောင်းနေပြန်ဖွင့်တယ်လို့ငါသိရဟုတ်တယ်နော်ငါတို့6လပိုင်းမှာကျောင်းอืมဖွင့်တာလေပြင်သစ်မှာကျတော့6လပိုင်းမှာကျောင်းနေပြန်ဖွင့်တာ ဟိုကလေးလေးကနေစပြီးတော့မှ University အထိပေါ့နော်6လပိုင်းမှာကျောင်းပြန်ဖွင့်တာဆိုတော့နင် procedure တွေအကုန်လုံးကိုဒီအခုလောက်ခရေကနေစပြီးလုပ်ရတော့မယ်အဲ့ဒါဆိုလို့ရှိရင်တော့စက်တင်ဘာလောက်မှတက်ရမှာဆိုတော့ကုမတ်လဆိုတော့ငါမိပါသေးတယ်အဲ့ဒါဆိုလို့ရှိရင်မေဂျာတွေရရောပြင်သစ်မှာဟိုအစုံရှိလားတက်ဖို့ပြင်သစ်မှာ major တွေတော်တော်များများအစုံရှိရရရဲ့အဓိကကပြင်သစ်မှာနိုင်ငံ international school က international student တွေလာတက်တာက engineering ရှိမယ် business ရှိမယ် hospitality နဲ့ tourism ရှိမယ် design တို့ humanities တို့ science တို့ဒါမှမဟုတ်လဲ health science တို့ medicine တို့အဲ့ဒါတွေရှိရကွာအဲ့ဒါ international student တွေအဓိကလာတက်တဲ့ major တွေပေါ့တိလားအဲ့တော့နင်ကျောင်းတက်မယ်ဆိုလို့ရှိရင်အဲကိုဘယ်ဘာသာရပ်ကိုစိတ်ဝင်စားလဲအဲ့ဒီဘာသာရပ်ကိုကိုယ့်အကိုရွေးရမယ်อื
နော်ငါကတော့စဉ်းစားတာကတော့ humanity ဘိုင်းကိုစိတ်ဝင်စားတယ်ကွာအဲ့လိုဆိုတော့humanity ဘိုင်းတက်ဖို့လောက်လို့ရှိတယ်အဲ့ဒါဆိုရင်ကျောင်းစိတ်ကဘယ်လောက်လောက်ရှိလဲဟင်ကျောင်းစရိတ်ကကျောင်းကလေတခြားနိုင်ငံတွေမှာလိုမျိုးပဲ public university ရှိမယ် private university ရှိမယ်ဟာတိလားအဲ့တော့ private university ဆိုလို့ရှိရင်တော့တည့်ရဲ့အတိုင်းပဲတအားဈေးကြီးရယ်ငါ research လုပ်ထားတဲ့အရာဘယ်လောက်လောက်ရှိလဲဆိုတော့ master ဒါမှမဟုတ် bachelor degree ပဲဖြစ်ဖြစ် master degree ပဲဖြစ်ဖြစ်အဲ့ဒါက private university ဆိုလို့ရှိရင်9000ကနေပြီးတော့မှ3000ကျားရှိရယ် အဲ့လိုမဟုတ်ပဲနဲ့နင်က public university ပဲတက်ဖို့ဦးစားပေးရဆိုလို့ရှိရင်master degree ပဲဖြစ်ဖြစ် bachelor degree ပဲဖြစ်ဖြစ်ကိုတက်တဲ့ major ပေါ်မှာမူတည်ပြီးတော့မှ euro 190ကနေပြီးတော့650ဒါတစ်နှစ်စာပေါ့နော်တစ်နှစ်စာအဲ့လိုမျိုးပေးသွင်းရမယ်အဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ကျောင်းစိတ်ကတော့အဲဒါဆိုလို့ရှိရင်တစ်လကုန်ကျစရိတ်ကဘယ်လောက်လောက်ရှိလဲဟင်တစ်လကုန်ကျစရိတ်ကအဲ့ဒါကကိုနေမဲ့မြို့ပေါ်မှာမူတည်ရဲ့တိလားနင်ကဘယ်မြို့မှာနေချင်တာလဲဟိုတကယ်လို့များကိုက Paris မှာနေမယ်ဆိုလို့ရှိရင်တော့တည့်ရဲ့အတိုင်းပဲတအားစီးကြည့်မှာမြို့အကြီးကြီးရှိရယ်ကွာဥပမာ Paris တို့ဒါမှမဟုတ် Lyon တို့ဒါမှမဟုတ် Marseille တို့အဲ့ဒီမြို့တွေဆိုလို့ရှိရင်ဈေးကြီးရယ်အဲ့လိုမဟုတ်ပဲနဲ့ကိုဘတ်ဂျက်အနေထားနဲ့ကိုတိတ်ပြီးတော့မြို့ကြီးမှာလည်းမနေချင်ဘူးနည်းနည်းအေးအေးဆေးဆေးလေးနေနေဆိုလို့ရှိရင်မြို့အလက်လေးမြို့ငယ်လေးရှိရယ်အဲ့ဒီမြို့တွေထဲမှာမှကိုနဲ့တင့်တော်မဲ့ university ကိုရွေးရမှာပေါ့နော်ပြီးတော့ငါအဲ့ဒီတစ်ချက်လေးလည်းထည့်ပြောမလို့ပြင်သစ်မှာနေမယ်ဆိုလို့ရှိရင်အဲ့လို geography ကိုတေချာသိထားဖို့လိုတယ်ဥပမာတောင်ပိုင်းဆိုလို့ရှိရင်ကွာစောင်းရာသီဆိုရင်မဲ့လည်းနေထွက်တာများတယ်တိလားနေဟိုဟာကိုနေရှိတာကိုခံစားရတယ်ကွာတိလားပူတာတော့မဟုတ်ဘူးအေးတော့အေးနေတယ်ဒါပေမဲ့ at least နဲ့မှနေရှိရယ်အဲ့လိုမဟုတ်ပဲနဲ့မြောက်ပိုင်းတို့အနောက်ပိုင်းတို့ဆိုလို့ရှိရင်တအားအေးရယ်လေအဲ့တော့နေမရှိဘူးအဲ့တော့ကိုယ့်ရဲ့ mood ကအမြဲတမ်း depression ဖြစ်နေရတိလားအမြဲဝမ်းနည်းနေရဆိုရယ် mood လေးရတယ်ကွာအဲ့ဒီတစ်ချက်တော့ထည့်ပြီးတော့စဉ်းစားစေချင်တယ်ဟိုအေးပေါ့ဟုတ်တယ်နော်နင်ပြောရလဲမှန်တာပဲอืมဒီမှာကျောင်းလာတက်မှာဆိုရင်တော့အဲ့ချက်တွေအများကြီးစဉ်းစားရမယ်ဟုတ်တယ်อืมငါတော့ဆိုလို့အဲ့ဒါဆိုနင်အေးငါတော့ဆိုလို့ရှိရင်လေအဲ့လိုမျိုးကိုယ်ပြောပြမဲ့လူလည်းမရှိဘူးလေတိလား research တွေဘာတွေလည်းတိတ်မလုပ်ပဲနဲ့တကယ်တော့ကိုကအပူကြိုက်တဲ့လူတိလားပူအဲ့လိုမျိုးပူတာကိုကြိုက်တယ်ကွာအရန်ပူတာမျိုးတော့ကြိုက်တာမဟုတ်ဒါပေမဲ့နေရှိပြီးတော့မှအဲ့လိုမျိုးအဲဟိုဟာဖြစ်နေတဲ့ဟာကိုကြိုက်တာနေထွက်နေတဲ့ဟာလေးကိုသဘောကျတဲ့လူမျိုးဒါပေမဲ့ကိုယ်ပြောပြမဲ့လူမရှိတော့အမြဲတမ်းကြောင်းနေလျှောက်လိုက်လို့ရှိရင်အရန်အေးတဲ့မြို့တွေမှာအလုံးလုံးလို့ရှိရင်လည်းအရန်အေးတဲ့မြို့တွေမှာပဲ အဲ့တော့လူတွေရဲ့ အေး feeling ကအဲ့ဒီနေရှိရမရှိရနဲ့မူတည်ပြီးတော့မှ mood ကကွာတာတအားတိတာရတယ်မြန်မာနိုင်ငံမှာနေရောနေကိုတိတ်ပြီးတန်ဖိုးမထားဘူးသိရမလားဒီပြင်သစ်ရောက်တော့မှအော်နေရှိရဆိုတာကိုယ့်ရဲ့ mood ကိုအရန်ကြီးကိုအရန် energetic ဖြစ်အောင်အရန်လုပ်ပေးရလို့ခံစားလာရတယ်အေးပေါ့ဟုတ်တယ်နော်နင်ပြောပြမှပဲသိတော့တယ်အဲ့ဒါဆိုလို့ရှိရင်နေဖို့ထိုင်ဖို့တွေကကောအဲ့လိုဆိုအဲ့အငှားဟိုကအိမ်ငှားဖို့တွေပါရရောအဲ့လိုမျိုးနေဖို့ထိုင်ဖို့ကကောဘယ်လိုရှိလဲအိမ်ငှားဖို့နေဖို့ထိုင်ဖို့ကဘယ်လိုရှိလဲဆိုတော့ဒီမှာကျောင်းဆောင်နေရှိရယ်ကျောင်းဆောင်နေမှာနေလို့ရတယ်အဲ့လိုမဟုတ်ပဲနဲ့အပြင်မှာလေ price ဘယ်လိုပြောရမလဲအပြင်မှာဒီတိုင်းပဲငါတို့အိမ်ငှားတယ်လို့မျိုးငှားနေလို့ရတယ်อือฮึอือฮึဟောအေးကျောင်းဆောင်ရဖို့ရောလွယ်လားဟင်ကျောင်းဆောင်တွေကလေတအားဈေးတက်တာရယ်ပေါ့နော်အပြင်မှာအိမ်ငှားရထက်စားလို့ရှိရင်ကျောင်းဆောင်တွေကပိုပြီးဈေးတက်တာတော့တော်တော်များများကျောင်းဆောင်တွေကိုပဲအဓိကဦးစားပေးပြီးသူတို့ငှားကြရတယ်ဒီလား international student တွေကလေအဲ့တော့နေရာရဖို့အတွက်ကခက်တယ်အထူးသဖြင့်နေကမြန်မာနိုင်ငံကနေရှောက်မှာဆိုတော့လေနေရာရဖို့ကတအားခက်တယ်ငါတော့အကြံပေးချင်တာကတကယ်လာဖို့ရည်ရွယ်ချက်ရှိရတကယ်ဖောင်နေပါတင်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့လိုအိမ်ငှားတာအပြင်ကအိမ်ငှားဖို့ပို့ပြီးတော့advice ပေးချင်တယ်ပေါ့နော်อืมအေးပေါ့အဲ့ဒါဆိုလို့ရှိရင်အိမ်လခတွေကလည်းမြို့ပေါ်မှာမူတည်ပြီးဈေးတွေကတော့ရှိမှာပေါ့နော်ရှိရပေါ့တကယ်လို့ကိုကမြို့ကြီးမှာနေမယ်ဆိုလို့ရှိရင်လေမြို့ကြီးတွေမှာနေမယ်ဆိုလို့ရှိရင်ねအိမ်ငှားကနဲ့အဲ့လို daily expense တွေနဲ့ monthly expense တွေကိုအနည်းဆုံး1500 euro 1500လောက်
မှန်းထားမှရမယ်အဲ့ဒါကမြို့ကြီးတွေမှာတကယ်ကိုဘယ်လိုပြောရမလဲ at least กว่าတိလား1500လောက်ရှိနေမှနဲ့တော်တော်လေး cover ဖြစ်မယ် cover ဖြစ်မဲ့အနေထားမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့မြို့အလက်တွေမြို့အငယ်တွေဆိုလို့ရှိရင်1000လောက်နဲ့ကိုရဲ့ကို financially ဘယ်လိုကိုဟွာလုပ်မလဲ manage လုပ်မလဲအဲ့ပေါ်မှာမူတည်ပြီးတော့မှ1000လောက်ကိုကောင်းကောင်းသုံး1000လောက်နဲ့အဆင်ပြေလောက်တယ်တိလား ဟောအေးအဲ့ဒါဆိုလို့ရှိရင်အဲ့လောက်စိတ်ရဖို့ကအလုပ်တွေပါရှာဖို့ကအဆင်ပြေနိုင်လားအလုပ်တွေပါရရှာဖို့ကအဆင်ပြေနိုင်လားဆိုတော့ကိုကကျောင်းသား student visa နဲ့လာရဲဆိုတဲ့အတွက်ကြောင့်အလုပ်ကလုပ်ခွင့်ရှိရပြင်သစ်အစိုးရကအလုပ်လုပ်ဖို့အတွက်ကိုခွင့်ပြုထားတယ်သူတို့ပေးထားတဲ့ percentage ရှိရပေါ့နော်100%ကြီးအလုပ်လုပ်လို့မရဘာလို့လဲဆိုတော့ကိုယ့်ရဲ့ visa ကိုကင်ထားတဲ့ visa က student visa ဖြစ်နေတဲ့အတွက်ကြောင့်အဲ့တော့50%ဒါမှမဟုတ်60%လောက်တော့အလုပ်လုပ်လို့ရတယ်သူသတ်မှတ်ထားတဲ့သူတို့ပေးထားတဲ့သတ်မှတ်ထားတဲ့ limit ကိုကျော်ပြီးလုပ်လို့မရအောင်အဲ့ဒါဆိုရင်တစ်ပတ်ကိုဘယ်နှစ်နာရီလောက်လုပ်လို့ရတယ်ငါအဲတွေ့တာတော့ဟိုဟာပြင်သစ်မှာဆိုလို့ရှိရင်တော့ full time က35နာရီပေါ့နော်အဲ့ဒါဆိုရင် part time ဆိုလို့ရှိရင်24လား25လားမသိဟုတ်လားဟုတ်တယ်ငါကျောင်းသားဘဝတုန်းကအလုပ်လုပ်ခဲ့ဖူးတယ်အဲ့ဒီမှာ24နာရီလုပ်ရတယ်24နာရီဒီလုပ်ခွင့်ရှိတယ်ဟောအဲ့ဒီ24နာရီကကိုကျောင်းကဟိုဟာတွေကို assignment တွေကိုဘယ်လိုကိုဟိုဟာလုပ်မလဲပေါ့မူတည်ပြီးတော့မှစနေတနင်္ဂနွေရေပဲ2 ရက်ထဲပဲအလုပ်သွားလုပ်ပြီးတော့မှကျန်တဲ့ရက်ညပိုင်းတွေအကုန်လုံးကိုစားလုပ်မယ်ဆိုလဲစားလုပ်မယ်ပေါ့အဲ့လိုမှမဟုတ်ပဲနဲ့မနက်ပိုင်းကျောင်းတက်ညနေပိုင်းအလုပ်လုပ်တနင်္လာနေ့ကနေတောက်ကြနေ့ထိလုပ်ပြီးတော့မှစနေတနင်္ဂနွေကိုစာကြက်မယ်ဆိုလဲစာကြက်မယ်ပေါ့နော်အဲ့ဒါကိုယ့်ရဲ့ organization ကိုဘယ်လို organize လုပ်မလဲကိုဘယ်လို manage လုပ်မလဲအဲ့ဒီပုံမှာမူတည်ရပေါ့နော်ပြီးတော့ဟိုဘက်ကအလုပ်ကပေးထားတဲ့planning ပေါ်မှာလည်းပြန်ပြီးတော့မှ adjust ပြန်လုပ်ရမှာပေါ့อืมอืมဟင်းပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့အလုပ်ကတော့အဲ့ရောက်မှပဲရှာရမှာပေါ့ဟိုနေစရာကရောဟိုအဲ့ရောက်မှရှာဖို့ဟိုရလားဒါမှမဟုတ်လို့ရှိရင်ကြိုပြီးရှာတာမှာလားလေကြိုပြီးရှာထားမှာပေါ့ကြိုပြီးရှာထားမှာပေါ့နေစရာကဒီရောက်မှရှာလို့မရဘူးအဲ့လိုငါတည့်ရဲ့အဲ့လိုအတည့်ထဲမှာဆိုလို့ရှိရင်တော့မှဒီနေစရာကိုအဝေးကနေလှမ်းရှာပြီးတော့မှဒီရောက်ပြီးတော့နေစရာဟိုမဖြစ်ပဲနဲ့လေနည်းနည်းဂါလေးဟိတ်ဖြစ်သွားတဲ့လူတွေတွေ့ဘူးလေသိလားအဲ့တော့အဝေးရနေကိုလှမ်းလျှောက်ပြီးတော့မှအိမ်တေချာရှိပြီးဆိုတော့မှအဲ့လိုမျိုးအဆင်ပြေမယ်နောက်ဆိုလို့ရှိရင်တအားအခက်ခဲဖြစ်မယ်အေးပေါ့နော်ဟုတ်တယ်ရောက်မှဆိုရင်တော့မလွယ်ဘူးဟုတ်อืมတယ်အေးအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ share ပေးတဲ့ information တွေအတွက်ကျေးဇူးပါနော်ဟုတ်တယ်ဟိုလေတာဟိုရပြောဖို့မိနေရတခုရှိရယ်အဓိကကလေပြင်သစ်ကိုရောက်တဲ့အခါကျလို့ရှိရင်ပြင်သစ်မှာက non နဲ့ prénom ဆိုပြီးရှိရယ်သိလား first name နဲ့ last name ပေါ့နော်မြန်မာနိုင်ငံမှာကိုရီမှာအဲ့ဒါမရှိဘူးလေဥပမာနာမည်ကထားပါတော့example တစ်ခုပေးရမယ်ဆိုလို့ရှိရင်အဲမသိဘူးမဝင်းအေးဆိုငါလို့ တို့ပဲရတာတီတူပဲထားပါတော့ဟဲ့အေးငါတို့ရတာကြီးတူပဲထားပါတော့အဲ့ဒီမှာမြန်မာနိုင်ငံမှာရတာကြီးတူဆိုပြီးဒီလိုပဲရှိရတယ်တိလားနင်ရဲ့ first name ကဘာလဲနင်ရဲ့surname ကဘာလဲအဲ့လိုမျိုးမရှိဘူးလေပြင်သစ်မှာအဲ့ဒါသူတို့ကအရန်ကိုလောက်ကိုအဲ့လူဒါဆိုလို့ရှိနာမည်ကိုရင်ပြောရမှာဟိုကနှစ်ချမ်းခွဲရမှာပေါ့တချို့အဲရတာတိရဲ့အဲ့လိုတာရဲ့အတိမိတ်ဆွေတွေထဲမှာတော့မှနာမည်ကိုနှစ်ချမ်းကိုနာမည်ကိုနှစ်ချမ်းခွဲလိုက်တာအောင်မှအဲ့လိုဘန်တို့ဘာတို့ကလက်မခံတာရှိရဲ့အဲတာကိုယ်တိုင်လည်းကြုံဘူးတဲ့ဘန်မာလေဘန်စာအဲ့ဒီဘန်ကတ်ကိုတွက်လို့တော့ဟန်းနဲ့နာမည်ကဘာလဲနာမည်ပေါ့နော် first name ကဘာလဲ last name ကဘာလဲဆိုတော့ရှင်းပြတာပေါ့မြန်မာနိုင်ငံမှာအဲ့လိုမျိုး first name နဲ့ last name ရဲ့အဲ့လို culture မရှိဘူးအဲ့လိုမျိုးမရှိဘူးဆိုတဲ့ဟာမဟုတ်ဘူးအတင်းမဲ့အဲ့ဒါနဲ့ passport ပြတယ် passport ပြတော့သူတို့ကအဲ့လိုနာမည်ကိုမြင်ပြီးအောက်မှာကနေဟိုဟာကိုဗာလဲအဲ့ဒီတုန်းကရန်ကုန်လို့ရေးထားလားမသိဘူးအဲ့ဒါကိုဟဲတဲ့ဒီမှာမြန်မာလို့ရေးထားတာမြန်မာလို့ရေးထားတဲ့ဟာကိုဒီမှာလေးရဲ့နေ့ရဲ့last name ကတဲ့အဲ့ဒါမဟုတ်ဘူးမြန်မာဆိုတာနိုင်ငံဆိုပြီးတော့မှအဲ့ဒါ Google ကနေပြန်ပြီးရှာပြရတယ်အဲ့လိုပြောပြီးတော့မှအဲ့တော့မှသူတို့အဲ့ဒီ passport ကိုတေချာကြည့်ပြီးတော့မှအဲ့လိုတေချာရှင်းပြတော့မှယုံသွားတာဒါတော့မှအတိမိတ်ဆွေတွေထဲမှာရှင်းပြရတော့မှမယုံလို့အဲ့လိုမျိုး non prénom ကိစ္စကိုတိုင်ပတ်နေတဲ့လူတွေရှိတယ်
အဲ့ဒါဆိုလို့ရှိရင်ရတတိတုဆိုရင်ဥမာရတတိတုဆိုလို့ရှိရင်prénom ကိုရတလို့ထည့်ပြီး nom ကိုတိတုဆိုပြီးထည့်လို့ရတာပါနော်ဟုတ်တယ်ဟုတ်တယ်ရတယ်တကယ်ကိုတေချာရှင်းပြရမယ်ပေါ့နော်နောက်တစ်ခုကတစ်ခါလေကြလို့ရှရင်တာတို့ကဖြစ်တတ်တယ်လေရတဒီတုပဲထားပါတော့အဲ့ဒါဆိုလို့ရှရင်ရတဒီရတဒီပထမ file တစ်ခုမှာရတဒီရ prénom တူက nom de famille အဲ့လိုထည့်လိုက်တယ်နောက်တစ် file ကျတော့ရတ prénom ဒီတူက non family ထည့်လိုက်တယ်အဲ့ခါကြလို့ရှရင်လေသူတို့ကအရန်အဲ့လို detail အရန်ကြားတဲ့ဟိုဆိုတော့လေ procedure ရဲ့အကုန်လုံးက detail အရန်လိုက်လုပ်တာဆိုတော့ဟမ်ဒီ file မှာကျတော့ဘာဖြစ်လို့ရတဖြစ်ပြီးတော့မှရတနဲ့ D2 နဲ့ဖြစ်ပြီးဟို file မှာကျတော့ရတ D နဲ့2နဲ့ဖြစ်နေရလဲဆိုပြီးအဲ့လိုပြန်ရစ်တက်တယ်အဲ့တော့ကိုယ့်ရဲ့ non နဲ့ prénom ကိုကိုပေးလုပ်မယ်ဆိုလို့ရှိရင်လေတေချာပေါ့နော်ရတဆိုလဲဘယ်နေရာမှာမဆိုရတပဲဒီနေရာထဲမှာอืม D2 က non family ဆိုရင်လဲဘယ်ဒီနေနေရာမှာရာမှာတူတူဖြစ်ဖို့ D2 ပဲဖြစ်ရမယ်ဟုတ်တယ်อืมอ๋อအေးတပြောပြလို့တော်သေးတယ်မဟုတ်လို့ရှိရင်အခုအဲ့ဒါចောင်းချဖို့လုပ်မယ်ဆိုလို့ရှိရင်အဲ့ကတည်းကစဖျားလောက်တယ်ထင်တယ်နော်တပြောပြလို့မှရသေးချာပြီးတော့လုံးမှာပဲရတော့မယ်อืมအဲ့ဆိုလို့ရှိရင် fighting เนาะ procedure တွေအဲ့တော့ဒါဆိုလို့ရှိရင်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီပြောပြထားတဲ့ information လေးတွေနဲ့ procedure စလုပ်ဖို့လုပ်လိုက်တော့မယ်လေနောက်တစ်ခေါက်ကြာမှဟိုဒီကိုလာမေးတော့မယ်သိကျင်တဲ့ဟာလေးစုထားပြီးတော့မှနောက်ကိုဖုန်းခေါ်လိုက်မယ်နော်ရပါတယ် n'importe quand ပါပဲအချိန်မဆိုဖုန်းခေါ်လို့ရပါတယ် merci beaucoup ပါ de rien အဲ့ဒါဆိုရင်ciao ciao à la prochaine à la prochaine bisous